အလိုပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒဝဲဒေတာမှာမိုးရတီကိုရုံမစားရတဲ့ဒဝဲမူပလာပြုလုပ်နေလေးကိုဝေမျှပေးချပါရခင်ဗျာချွတ်ချွတ်စစ်စစ်လေးကိုမှပူပူနွေ့နွေ့လေးနဲ့ဒီလိုမိုးအေးတဲ့ရာသီနဲ့အရန်ကိုလည်းပဲတက်မိုးလေးမို့လို့လုံနီလေးကိုကျွန်တော်နဲ့အတူလက်ကြည့်ကြအောင်ပါခင်ဗျာပေါ်ဝေပစ္စည်းတွေကတော့ဆန်မိုးအိုတီတကြား breaking powder ကောင်းကြီးမိုးစာအနေငယ်ထမင်းကြက်ဥတို့ဖြစ်ပါတယ်ခင်ဗျာပရမဆိုဆံမို့ကိုနိုးစီပူနဲ့နှစ်ပူတိုးထားပါတယ်ပြီးရင်ကောင်းကြီးမို့ကိုကထမင်းစားစောနဲ့နှစ်စောထည့်ပါမယ်ခင်ဗျာပြီးရင်စာနဲ့ငယ်ဘရိကပေါ်တာကိုကဇော်တဝဲကျဲဥကတလုံးရေကိုကနိုးစီပူနဲ့တပူထည့်ပြီးတော့တမအောင်ဖျော်ပေးပါမယ်ခင်ဗျာအနှဲငယ်ပြင်းနေသေးလို့ရေကိုနိုးစီပူနဲ့တပူတပူထည့်ပါတယ်ခင်ဗျာပြီးရင်ထမင်းထဲကိုဒီလိုရီလေးနဲ့ငယ်ထည့်ပြီးတော့စကားလေးနဲ့ခြေပေးပါမယ်အကယ်လို့အိမ်မှာကြီးစက်ရှိရင်ကြီးစက်နဲ့ခြေလို့ရပါတယ်ခင်ဗျာဒီလိုခြေထားတဲ့ထမင်းကိုတစောစာလို့ထည့်ပေးခြင်းအပြင်မိုးသားလေးကိုချော်ပြီးတော့ပို့ပြီးတော့စားကောက်စေပါတယ်ခင်ဗျာပြီးတော့မိုးသားလေးချောအောင်ဒီလိုစကားလေးနဲ့ဆစ်ပေးပါမယ်ကဲဒီလိုခက်ပြပြနေသားလေးကိုရပြီဆိုရင်မိုးအနှိရီလေးကိုရပါပြီခင်ဗျာပြီးတော့အိုတီတလို့ကိုခွဲပြီးချစ်ထားပေးပါမယ်ခင်ဗျာဆက်ပြီးတော့တကြောကိုကြိုပါမယ်ခင်ဗျာကျော်တို့ဒဝဲဒေတာမှာတော့ဒနီတကြောကိုပဲသူများလေးရှိကြပါတယ်ဒါပေမဲ့ကျွန်တော်နေတဲ့နေရာမှာကဒနီတကြောမရှိတော့လေအိုတကြောကိုပဲရေလေးနင်းငယ်ထည့်ပြီးတော့ကြိုထားပေးပါတယ်ခင်ဗျာကဲဒီလိုပုတ်ပွဲဆူလာပြီဆိုရင်ခဏလောက်အိတ်ခတ်ထားပါမယ်အနှဲငယ်အေးလာပြီဆိုတာနဲ့ဘရစ်ကေပေါတာလေးကိုဇော်တဝဲလောက်ထည့်ပြီးတော့ငွေထားပေးပါမယ်ခင်ဗျာကျွန်တော်ကပန်းနီလေးတွေကိုလည်းဖြူထားပါတယ်ခင်ဗျာကဲဒါဆိုမူပလာလုပ်ဖို့အတွက်မီးကိုအရင်ကြီးအောင်ညှိပြီးအိုးတေးပါမယ်ပြီးရင်မိုးလို့တဲ့ခါမှာအိုမကက်အောင်ဒီလိုစီမင်းများလေးတုပ်ပြီးတော့9မိနစ်လောက်တည်ထားပေးပါမယ်ခင်ဗျာ9မိနစ်ပြည့်တာနဲ့စီကိုစင်အောင်တုပ်ပြီးမိုးအနှစ်ရီလေးကိုဒီလိုဆက်ဝဲပုံစံလေးဖြတ်ပေးပါမယ်ပြီးရင်ကျုပ်တလူကိုဖောက်ထည့်ပြီးတမအောင်ငွေပေးပါမယ်တကြောကိုလည်းမိုးရဲ့နေရအနှံ့ရအောင်တုပ်ပေးပါမယ်ခင်ဗျာပြီးတော့ပြူထားတဲ့ပဲလေးတွေကိုထည့်ပေးလိုက်ပါမယ်နောက်ဆုံးအနေနဲ့အိုတီလေးတွေကိုဖြူပြီး10မိနစ်လောက်အဖိုးလေးပေးပြီးတော့တည်ထားပေးရပါမယ်ခင်ဗျာကဲဒီလိုမိုးလေးချက်ပြီးဆိုရင်အနာလေးနှစ်ဖက်ကိုဒီလိုလက်လေးနဲ့ခုတ်ထားပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့ဒဝဲဒေတာရဲ့မူပလာလေးကိုရပါပြီခင်ဗျာကျွန်တော်တို့ဒဝဲဒေတာမှာကမူပလာလုပ်တဲ့အခါမှာအိုမကက်အောက်တီရှူဆေးကိုအုံမှာသုံးလိရှိကြပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်နေတဲ့နေရာမှာကဒီလိုတွေဝယ်လို့မရှိတော့လေစီလေးနဲ့ပဲအဆင်ပြေအောင်လုပ်ထားပါတယ်ခင်ဗျာအကယ်လို့ကိုကမူပလာကိုကျအုပ်နဲ့မချက်ဘူးဆိုရင်လည်းဒီလိုတကြားလေးရဲ့အိုတီလေးရဲ့နဲ့ရိုးရိုးလေးလိုစားလို့ရပါတယ်ခင်ဗျာမူပလာကိုလိုတဲ့အခါမှာကျွန်တော်အခုလုပ်နေတဲ့အကြော်အိုးနဲ့မဟုတ်ပဲမြင်းနဲ့ပင်ညီတဲ့အိုးအပြားနဲ့ဆိုရင်ဘိုသားကပိုအကျဉ်းညီပြီးတော့ကြော့လေးနဲ့ပိုစားကောက်ပါတယ်ခင်ဗျာနောက်ပြီးမီးကိုလည်းအရန်လည်းမများအရန်လည်းမနှဲစေပင်နဲ့အပူချင်းကြီးမြင့်မြတ်လေးဖြစ်ဖို့လည်းအရေးကြီးပါတယ်ခင်ဗျာကျွန်တော်ကလေမူပလာဆိုရင်ကျဲဥလေးနဲ့ပိုချိတ်တာမို့လို့အကိုလုံးဒီပါကိုကျဲဥခမင်းများလေးနဲ့လှုပ်ထားပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ဒီလိုမိုးအေးတဲ့ရာသီမှာပူပူနွေ့နွေ့လေးကိုမှချွတ်ချွတ်စစ်စစ်လေးနဲ့အရောစားလို့ကောက်တဲ့မူပလာလေးတွေကိုရရှိပါပြီခင်ဗျာကဲကျွန်တော်တို့မူပလာလေးရပါပြီခင်ဗျာကဲစားကြပါဦးခင်ဗျာကောင်းတယ်ကျွန်တော်အရသာတင်လိုအပ်ကိုချိုးစိတ်ပြီးတော့ကောင်းနေရပါပဲခင်ဗျာရ
ရွှေလုံးဝကိုပြင်းနှင်းနေကြပါခင်ဗျာကျွန်တော်တို့ဒီမှာဆိုရင်ဒီမူပလောက်ကိုလေမိုးရတီမှာပဲရောက်ပါတယ်ခင်ဗျာခြံတဲ့ရတီဆိုရင်မရောက်ပါဘူးခင်ဗျာဒါကြောင့်ဒီလိုမိုးလေးရွာလာပြီဆိုရင်ပေါ့နော်မိုးပလောက်လေးပူပူလေးစားရတာကလေလုံးဝကိုရတာရှိနေရပါပြီခင်ဗျာကဲဒီမှာချက်ဦးနေတွေ့ကဲဒါဆိုရင်မူပလောက်လေးကိုဒီနေ့လေးကိုတုပ်ပြီးတော့အိမ်မလေးတကူလို့စားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ပါခင်ဗျာ